လုံးပဲမင်္ဂလာပါရှင်လာမယ်နှစ်တစ်ကိုမြန်မာနှစ်တစ်ကိုရဲ့အကျိုးຫນွေဥကလာပေါ့နော်မက်ရှာတွေမှာဆိုလို့ရှင်နာမည်အစစလုံးလေးနဲ့ Hostel Plus ရဲ့ရအောင်ဆီယမတက်တော့ဟောပြောပေးနေကြပုံစံလေးတိုင်းမှာဟောပြောပေးတော့မှာဖြစ်ပါတယ်ရှင်ဒီမက်ရှာအခါသမယမှာထူးခြားမှုတွေအများကြီးရှိတယ်ထူးခြားမှုတွေဆိုတာကအကောင်းကြီးမင်္ဂလာအတရားတွေအများကြီးဖြစ်နိုင်တဲ့သက်ဆိုင်ရာစာရာအလျောက်ဖြစ်နိုင်တဲ့ကံတရားတွေလည်းရှိတယ်လို့တတိအများကြီးထားမယ်ကန်တရားတွေလည်းရှိတယ်။မက်ရှလာအစဝင်ဝင်ချင်းမှာပဲတနင်္ဂနွေနေ့အင်္ဂါဗုဒ္ဓဟူးတောက်ကြရာဟုဂျိုကြီး9လုံးဟာပူးနေတဲ့အနေထားမှာဆိုဗုဒ္ဓဟူးဂျိုဟာ Mercury retrograde တွေလည်းပါတယ်။နောက်တစ်ချက်ကကြတော့ဒီကာလ2လပိုင်း3လပိုင်းကာလတွေမှာနေချက်လချက်ဖြစ်စင်နေရလဲရှိသွားသေးတယ်ပေါ့နော်။အခုဒီ2လပိုင်းမှာဆိုလို့ရှိရင်နေချက်ဖြစ်သွားတယ်ဒါပေမဲ့နေချက်ကတော့ကမ္ဘာနိုင်ငံတခြားနေရာတွေကပဲနေချက်ကိုမြင်လိုက်ရတယ်ဆိုပေမဲ့ရေလို့သူ့ရဲ့တက်ရောက်မှုကတစ်ကမ္ဘာလုံးအပေါ်မှာတော့ effect တွေကတော့ရှိပါတယ်ရှင်နေချက်လာချက်ဖြစ်စဉ်တွေရောဂျိုကူဖြစ်စဉ်တွေရောရှိတဲ့အခါမှာအကိုလုံးအနေနဲ့အရန်သတိထားရမယ်ကာလာလေးတစ်ခုဖြစ်တယ်ဆိုတာကိုပြောကြားပေးလိုပါတယ်ရှင်ဒီအတွက်ဂျိုကူဖြစ်စဉ်များနဲ့ပတ်သက်တဲ့ hostel လေးကိုလည်းတီးတန့် Facebook မှာ like TikTok မှာတီးတန့်လွှင့်မိထားပါတယ်ရှင်အားလုံးပဲပထမဆုံးအနေနဲ့နာမည်အစအခရာစုစေစောလစာလုံးရဲ့ပထမအုပ်စုပေါ့နော်ဆိုတို့ဆိုင်တို့စောတို့လအခရာနဲ့စတာအကုန်လုံးပါတယ်အဲ့ဒီနာမည်အစအခရာလေးအနေနဲ့မှာစာချုပ်စာတမ်းနဲ့ပြုလုပ်ရမယ့်ကိစ္စတွေအထူး view site သတိထားပေးပါကျန်တဲ့ပညာရေးနဲ့တာသမီကိစ္စရဲ့ဒီမှာတတိထားပေးပါရရရာလေးတွေအနေနဲ့မှာတော့ကြောင်စာခွေးစာဒါနပြုပေးတာမကြာခဏပြုလုပ်ပြီးလို့ရပါတယ်ရှင်စုစေစောလာအုပ်စုပြီးတော့ဗတ်တချိုက်ဝအခရာနဲ့စာရေးလူဒီအခရာပိုင်ရှင်လေးအထူးတတိထားပေးပါအထူးသဖြင့်အိုးအိမ်နဲ့ပတ်သက်တဲ့မိရထင်းရေးကိစ္စကိုယ့်ရဲ့လုပ်ငန်းဝင်စက်ရုံကိုယ့်ရဲ့အလုပ်ရုံကြီးတွေကိုယ့်ရဲ့အိမ်ဂေဟာကြီးတွေမိရထင်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေရဲ့အီရန်အင်ဒိုနီးရှားစတော့အခရာနဲ့စတဲ့နိုင်ငံတွေအရေးကိစ္စတွေမှာတတိထားပေးရမယ်။အဲ့ဒီနိုင်ငံတွေမှာမီးလောင်တာစစ်မရေးရနဲ့ပတ်သက်တာမီးတောင်ပေါက်ကွဲတာလေပြင်းမုန်လိုက်တဲ့ငလျင်နဲ့ပတ်သက်သောကိစ္စရပ်တွေမျိုးတွေဖြစ်လာနိုင်တယ်။ဗတ်တချိုက်ဝါအခရာသမားတွေအင်စာချုပ်ချုပ်မယ်ဆိုလို့ရှိရင်အထူးဂရုစိုက်တတိတိုက်ဆောင်ရှားပေးစီလိုပါတယ်။အလောက်ကိုင်ငွေရေးကြေးမှာ problem တွေရှိလာနိုင်ပါတယ်။ဒီ3လပိုင်းကတော့လေဆရာမအနေနဲ့ပြောကြရတာအရင်တော့အားတော့မရှိနေဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဂျိုဘူးတွေနေချက်တွေလာချက်တွေဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်။ရရလေးတွေအနေနဲ့ငါးလွတ်တာငှက်လွတ်တာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်ရှင်။နောက်တဲ့နာမည်အစအခရာဟအခရာသမားလေးဟအခရာသမားလေးတွေကငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာတတိထားအလောက်ခိုင်အပြောင်းလဲရှိလာနိုင်တယ်။ယောဂဘေးအနေနဲ့ပတ်သက်လို့ခါအောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂဘေးအကုန်လုံးကိုဂရုစိုက်တတိထားပေးရပါမယ်ရှင်။ငွေကြေးအလင်ခံရတာမျိုးလေးတွေရှိနိုင်တတ်ပါတယ်။ဟအခရာသမားလေးတွေအနေနဲ့မှာတော့ရရရာလေးတွေအနေနဲ့ကြောင်စာခွေးစာဌာနပြုလုပ်ပေးတာမျိုးတကြီးရဲ့အိုတွေကိုနိုးအေးတိုက်လူပေးတာမျိုးဇီးဖြော်ကြီးလှူဒန်းပေးတာမျိုးပြုလုပ်ပေးလို့ရပါတယ်ရှင်နောက်တဲ့နာမည်အစအခရာမအခရာသမားလေးတွေမအခရာသမားလေးတွေတတိထားပေးပါမိတ်ပြက်ဆွေပြက်ကန်ရှိတယ်အိမ်တော်ရေးလူမှုရေးပြဿနာကန်ရှိတယ်နောက်တစ်ချက်ကအလုပ်ကိစ္စမှာကိုထင်တိုင်းမပေါက်တတ်တာမျိုးလေးတွေရှိတတ်ပါတယ်ဂေါရမိုင်းမြတ်စွာဘုရားလိုစိုင်းမို့တက်ထားတဲ့ဘုရားမှာမင်းမြို့ပန်းလေးကတ်လူပူဇော်ပေးလို့ရပါတယ်ရှင်နောက်တဲ့အခရာသမားလေးတွေပဆောက်နာကြီးထဝင်ဖဲတာရပင်ဟထိုးအခရာနဲ့စရတဲ့သူလေးတွေဒီအခရာပိုင်ရှင်လေးတွေအနေနဲ့အတွင်းရတိုက်ခိုက်များတတ်တယ်မတော်တဆအမှုကြီးချုံတော်ဖမ်းဆီးခံရတာမျိုးတွေဖြစ်တတ်တယ်သွားတတိလာတတိစားတတိထားပေးပါရှင်ငွေကြေးကိစ္စကလေးမှာတော့သူကပိုရှန်နေတတ်တယ်ငွေကြေးကိစ္စအရင်စိတ်ပစ္စည်းပူလောင်တော့ကရောက်စရာမျိုးလေးတော့မရှိဘူးရရရာလေးတွေနဲ့အိမ်ရဘေးရမှာထီရွှေထီဒုမို့ထီပြူဒုမို့ဇပယ်ပန်းကတ်လူပူဇော်ပေးတာမျိုးပြုလုပ်ပေးလို့ရပါတယ်ရှင်နောက်တဲ့နာမည်အစအခရာရာဂုတ်တဝင်းပူနဲ့စားရတဲ့သူလေးတွေနေမကောက်ထိုင်မကောက်ဖြစ်တတ်တာမျိုးလေးအနှဲငယ်ကိုတတိထားပေးပါသားသမီးတွေရဲ့ပတ်သက်တဲ့ကိစ္စရပ်တွေတတိထားပေးပညာရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာစကောလာတွေဘာတွေရှောက်ထားတာဘာညာရှိလို့ရှင်စမွဲပြန်မှာရှင်တတိထားပေးပါပူလောင်တော့ကရောက်တဲ့ကာလာလေးတွေဖြစ်တတ်ပါတယ်ရာဂုတ်တဝင်းမူသမားလေးတွေအနေနဲ့ရရချင်းမယ်ဆိုလို့ရှင်တော့အိမ်ရဖေးမှာအောင်တပြေစပယ်ပန်းလီလီပန်းစတာလေးတွေကိုကတ်လူပူဇော်ပေးလို့ရပါတယ်လန်တတအလှူလေးတွေပြုလုပ်ပေးလို့ရပါတယ်ရှင်နောက်တဲ့နာမည်အစအခရာလေးနားငယ်ရပလက်သမားလေးနားငယ်ရပလက်သမားအလုတ်ရဲ့အိုးအိမ်မိရထင်းကိစ္စတတိထားပေးပါအလုတ်ကိစ္စတွေတတိထားပေးပါ
သားသမီးတို့အပူတော့ကလေးတွေနဲ့နင်းငယ်ရောကြလာပါပြီရေရလေးတွေအနေနဲ့မှာတော့အိမ်ရဖျားမှာပဲထီးပြူသမရွှေထီးလေးလှူပြီးရေအလှူလေးနေရာတကာမှာပြုလုပ်ပေးလို့ရပါတယ်ရှင်နမဲအစအခရာကတောက်ချိုက်ဘာကုံဖဝတ်ထုတ်အခရာနဲ့စားရသူလေးတွေတောက်ချိုက်ဘာကုံဖဝတ်ထုတ်အခရာနဲ့စားရတွေတပည့်တပန်းလောက်အောင်ငယ်သားကန်နဲ့ဆရာသမားကန်နဲ့ပတ်သက်ပြီးွားလို့ရှင်ဂီယူဆိုင်တတိထားပြီးပါဆရာသမားဆိုတာကိုယ့်ရဲ့အထက်ကအရာရှိလို့ပေါ်ကိုင်းမဆရာသမားလို့လည်းပြောလို့ရတယ်တပည့်တပန်းဆိုတာကိုနဲ့ချိတ်ဆက်ပြီးလှုပ်ဆောင်တဲ့တပည့်တပန်းနေညီကိုပုံသမားဆွေမျိုးသားချင်းနေမှုရတာတပည့်တပန်းမှုလို့အထက်အရာရှိဆရာသမားနဲ့ကိုနဲ့ပတ်သက်နာဖြစ်ချိတ်မိရမျိုးတွေဖြစ်တတ်ပါလေရှင်ရဲရရာလေးတွေအနေနဲ့မှာတော့အိမ်ရဖျားမှာအောင်တပြေစပယ်ပဲကတ်လူပေးလို့ရတယ်ကြောင်စာကတ်လူပေးလို့ရတယ်အိမ်ရဖျားကိုကြက်ရည်လေးဖျားစရာဖျားပဲဖြစ်ကြက်ရည်လေးကတ်လူပူဇော်ပေးလို့ရပါတယ်ရှင်နောက်ထပ်နမိတ်အစအခရာခဝိစာခွဲနဲ့စားတဲ့သူလေးတွေခဝိစာခွဲနဲ့ထားတဲ့သူတွေကအလုတ်ငွေကြေးသတိထားပြီးအလိမ့်ညအကိုးခံရတဲ့နဲ့အလုတ်အပြောက်အပြက်အပြုတ်ကလေးတွေရှိနိုင်တယ်အဲ့တော့ဒီချိန်မှာအလုတ်သစ်စမယ်ဆိုလို့ရှင်ကောင်းလာလို့မင်းတော့ကောင်းတယ်အဲ့ဒီကိစ္စအတွက်ကတော့ကောင်းတယ်အဲ့ဒါတော့ယုံငါးတန်တရားဖြစ်စရာမလိုဘူးပေါ့နော်ရေရလေးအနေနဲ့ခဏမာပန်းတောက်တော်ကြီးတတိစုံလေးတွေအိမ်ရဖျားမှာပဲကတ်လူပူဇော်ပေးလို့ရပါတယ်နမဲအစအခရာတဒါရီဂယူးဆိုင်ပေးပါနော်ဂယူးဆိုင်ပေး relationship လို့ပေါ်ကိုင်ဘက်တွေနဲ့ပြဿနာအိမ်တော်ရေးပြဿနာလေးတွေရှိနိုင်တယ်ရေရလေးတွေအနေနဲ့ဂေါရမမြတ်စွာဘုရားလိုစိုက်မှုတက်ထားတဲ့ဘုရားမှာမေမျိုးပန်းလေးကတ်လူပူဇော်ပေးလို့ရတယ်အယောင်လေးရဲ့အချိန်ပွင့်ရည်အတွက်တွေမရွေးပါဘူးအိမ်ရဘုရားမှာစပယ်ပန်းအောင်တပြေစတာလေးကတ်လူပူဇော်ပေးလို့ရတယ်ကြောင်းကြီးဟာလူတန်းပေးလို့ရပါတယ်ရှင်နမဲအစအခရာဒါရီညဇာမြင်ဆွဲထက်စင်တို့အုပ်စုလေးတွေနောက်တော့စာလုံးဒုတိယအုပ်စုစီစာလုံးရဲ့ညက်သက်စီစန်ဒရာစာလုံးရဲ့တိတိတေဆန်စိန်စန်ဒါအဲ့လိုနမဲအစအခရာပိုင်ရှင်လေးစာလုံးဒုတိယအုပ်စုနဲ့ထက်စင်တို့ဇာမြင်ဆွဲညဒါရီအုပ်စုလေးတွေတတိထားပေးပါအပြင်ကိုလူကြီးတူမတွေမပါလို့ရှင်တိတ်ပြီးမသွားတဲ့ညာမိုးချိုတွေမသွားတဲ့ကိုမတော်တဆပြဿနာလေးတွေလည်းရှိနိုင်တယ်အမှုငေးပြဿနာလေးတွေလည်းရှိနိုင်တယ်ဖြစ်ရှင်းလို့မရတဲ့ကိစ္စရက်ကလေးတွေလည်းဖြစ်လာတတ်တယ်အဲ့ဒါကတော့တမအဲ့ဒီအခရာပိုင်ရှင်တွေရဲ့ပါဆောက်ထဝင်မဲ့နာကြီးတရဲ့ပဲဟထိုးနဲ့စားရသူတွေအဲ့ဒီပြဿနာလေးကိုတတိထားပေးပါရေရလေးနဲ့ငားလွတ်ပေးရမယ်ရေလူလန်တရလူလုပ်ပေးရမယ်ကောင်းတာလေးအများဆုံးပြုလုပ်ပေးရမယ်တတိအရန်ထားခိုင်းနေတယ်နော်တတိထားမယ်နေတော့တတိတစ်ချက်မှလွတ်လို့မရဘူးဆရာမလည်းပြောသိလို့ရတဲ့အတိုင်းတာလည်းဒီပြောပေးတာပေါ့နော်ဟောပြောပေးတာဖြစ်ပါတယ်ကိုယ့်ရဲ့ညံစွမ်းနဲ့ရောကိုယ်စွမ်းနဲ့ရောတတ်နိုင်တဲ့လောက်တော့ဆရာမဟောကြားပေးထားတယ်ညံပူဇော်ကမေးစရာမရှိဘူးဆိုတဲ့လူတွေဒီမှာလာပြီးတော့ဒီလာအလိုက်ဟောစရတဲ့ရေရလေးတွေကိုနားထောင်လို့ရတယ်နေသားသမီးနဲ့မဆိုင်ဘူးဘယ်နေသားသမီးမဆိုဒီနမဲစပြီဆိုတာနဲ့ကိုယ့်အတွက်အကျုံးဝင်နေစိတ်ကြောင်းကြဝေပူပန်မှုမရှိဘဲနဲ့ဒါလေးကိုနားထောင်ပြီးတေချာလို့ဒီလာပိုင်းတွေမှာဂျိုပူးတွေဟဟလားဒီနေချက်လာချက်ဖြစ်စင်နေရဒီရပိုင်းတွေမှာဖြစ်သွားတယ်အဲ့တော့တတိထားပေးရမှာလေနောက်တစ်ခုလည်းရှိသေးတယ်နော်စာချုပ်စာတမ်းချုပ်မှကိစ္စရက်တွေဖုန်းကွန်ပျူတာလက်တော့အပြောက်အပြက်တွေနဲ့ဒီရှေ့နေတွေလောကမှာရှိတဲ့လူတွေရဲ့ဒီဘေးရင်လောကမှာရှိတဲ့လူတွေရဲ့နောက်တရားဟောစရာတရားဟောပြောခြင်းလောကမှာရှိတဲ့လူတွေကဒီ2လပိုင်း28ရက်နေ့ကနေစပြီးသွားတော့ပေါ့နော်ဘယ်ဒီကျူးဆက်ရမလဲဆိုတော့ဒီ3လပိုင်း20ရက်နေ့အထိကိုကျူးဆက်ရမယ်စာချုပ်စာတမ်းနေတဲ့အဲ့ဒီကာလတွေမှာရှောင်ရှားတင်ရှောင်ရှားပေးရမယ်ဖုန်းကွန်ပျူတာလက်တော့အပြောက်အပြက်တွေရှိဒီအင်တာနက်ခြေနှမ်းဒီကိစ္စတွေမှာ line အဆက်တွေပြတ်တောက်တာမျိုးတွေရှိတတ်တယ်ပေါ့နော်ဟုတ်ပါပြီကျေးဇူးပါအားလုံးမဲ့ဆရာမရဲ့လားစင်ဟောစတန်လေးတွေကိုနားထောင်ပြီးတော့ကျမ်းမာချမ်းသာပေးပြောင်းဝေးကွာကြပါစေလို့ဆရာမထက်ထုံမှာဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ရှင်